ဒီကောင်လေးဟာနေတိုင်းပင်လယ်ကမ်းဆက်ကိုသွားပြီးစီးသွားလေးရှိတယ်။ဒါပေမဲ့ဒီနေ့မှာတော့သူ့ရဲ့စီးဟာငါးလေးတစ်ကောင်ပေါ်ကိုတိတ်တိတ်ကျသွားခဲ့ပါတယ်။အဲ့ဒီငါးလေးဟာတကယ်တော့ပင်လယ်ဘရင်ရဲ့သမီးတော်ဖြစ်နေမှန်းသူလုံးဝမသိခဲ့ပါဘူး။သူမဟာအရန်ကိုစိတ်တူသွားပြီးဖခင်ဖြစ်သူစီကိုဒေါသတကြီးနဲ့တွားရောက်တိုင်တန်းပါတော့တယ်။ဘသူကသမီးကိုနှောက်ယှက်လိုက်တာလဲလို့ဘရင်ကြီးကမေးတယ်။မြေပြင်ကရိုင်းဆိုင်တဲ့လူသားတစ်ယောက်ကသမီးအပေါ်စီးနဲ့ပတ်ပြီးညစ်ပတ်အောင်လုပ်လိုက်တာပါဘလို့သူမကငိုယိုပြီးပြောပြတယ်။သူမကတော့အရန်ကိုဒေါသထွက်နေပေမဲ့ပင်လယ်ဘရင်ကြီးဟာအရေးကြီးတဲ့ကိစ္စတွေနဲ့အလုပ်ရှုပ်နေတာကြောင့်သမီးဖြစ်သူကိုမကူညီနိုင်ခဲ့ပါဘူး။ဒါကြောင့်သူမဟာဒေါသအလျောက်အဲ့ဒီကောင်လေးကိုကိုယ်တိုင်လက်စားချေဖို့ဆုံးဖြတ်လိုက်ပါတယ်။မြေပြင်ပေါ်ရောက်တဲ့အခါတန်တရားမဖြစ်စေဖို့အတွက်သူမရဲ့ငါးအမီးကိုလူသားခြေထောက်နှစ်ဖက်အဖြစ်ပြောင်းလဲလိုက်တဲ့ခြေထောက်ရှိတာဟာသူမအတွက်အတွေ့အကြုံတစ်ဖြစ်နေလို့လမ်းလျှောက်ရတာအရန်ကိုခက်ခဲနေခဲ့ပါတယ်။ရင်းထိုးရင်းနဲ့ကောင်လေးရဲ့အိမ်ကိုမနှဲရောက်အောင်သွားခဲ့ရပေမဲ့သူမမတုံ့ပြန်နိုင်ခင်မှာပဲသူမရဲ့အရေးပြားဟာဆေးရည်တစ်ခုခုနဲ့ချမ်းလိုက်တယ်လို့မျိုးတဆစ်စစ်နဲ့ရားရံလာပါတယ်။တစ်ဖက်မှာလည်းကောင်လေးဟာသူ့အိမ်ထဲကိုထူးဆန်းတဲ့မိန်းကလေးတစ်ယောက်ရုတ်တရက်ဝင်လာတာကိုမြင်ပြီးလန့်သွားခဲ့တယ်။တတိပြန်ဝင်လာတဲ့အခါမှာတော့သူဟာချက်ချင်းပဲအဲ့ဒီမိန်းကလေးအတွက်တစ်ဖက်တစ်ထဲယူပေးပြီးခုနကဖြစ်သွားတဲ့ကိစ္စအတွက်တောင်းပန်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအဲ့ဒီကောင်လေးဟာသူမထင်သလောက်မဆိုးဘူးဆိုတာကိုမိန်းကလေးကသဘောပေါက်သွားတယ်။သူဟာပင်လယ်စီခဏခဏလာတက်ပြီးသူမနဲ့တခြားငါးတွေကိုအစာကျွေးလေးရှိတာကိုအဲ့ဒီအချိန်မှာပဲအပြင်ဘက်ကနေလူမိုက်တချို့ရဲ့အော်ဟစ်တန်တွေကြားလိုက်ရပြီးအိမ်ကိုမိရှို့ပစ်မယ်လို့ချင်းချောက်နေကြပါတယ်။ဒါနဲ့မိန်းကလေးကသူတို့ကိုပညာပေးဖို့ဆုံးဖြတ်လိုက်တယ်။လူမိုက်တွေကသူမကိုအထင်သေးခဲ့ကြပေမဲ့ခဏကြာမှတော့မိန်းကလေးကသူတို့အားလုံးကိုတယောက်ပြီးတယောက်ကျမ်းပြင်ပေါ်လဲကျသွားအောင်နှိမ်နှင်းလိုက်ပါတယ်။သူတို့ဘလောက်ပဲစူးစမ်းပါစေသူမရဲ့လက်သီးတစ်ချက်ကိုတော့မခံနိုင်ကြပါဘူး။ဒါတွေကိုမြင်လိုက်ရတဲ့ကောင်လေးဟာကြောက်လွန်းလို့စီးတောင်ပြန်ထွက်မတက်ဖြစ်သွားပြီးမိန်းကလေးရဲ့ရှေ့မှာဒူးထောက်ကသူမရဲ့တပည့်အဖြစ်ခံယူပြရစီလို့အတင်းတောင်းဆိုပါတော့တယ်မိန်းကလေးကဘာမှပြန်မပြောနိုင်ခင်မှာပဲအပြင်ဘက်မှာစူညံတန်တွေထပ်ထွက်လာပြန်ပါတယ်သူတို့နှစ်ယောက်အပြင်ကိုပြေးထွက်ကြည့်လိုက်တဲ့အခါကုန်တင်သင်္ဘောကြီးတစ်စီးဟာဝဲကရက်ထဲမိနေပြီးမြုပ်မြုပ်တော့မဲ့အခြေအနေကိုတွေ့လိုက်ရတယ်ကောင်လေးဟာဘာမှမစင်စားပဲလူတွေကိုကယ်ဖို့အတွက်ရေထဲကိုခုန်ဆင်းသွားပါတော့တယ်လူတိုင်းကတားကြပေမဲ့သူဘသူစကားကိုမှနားမထောင်ခဲ့ဘူးဒါပေမဲ့ရေထဲရောက်တာနဲ့သူဟာချက်ချင်းပဲရေနစ်ပါတော့တယ်အဲ့ဒီခါမှာမိန်းကလေးကလည်းသူ့ကိုကယ်ဖို့အတွက်ရေထဲကိုခုန်ဆင်းသွားပါတော့တယ်